ဟုတ်ကဲ့ပါညီလေးထက်ပန့်အောင်เนาะစိတ်မကောင်းဆိုတော့ကျွန်တော်တို့ညီလေးထက်ပန့်အောင်ပွေးသေးကစပြီးတော့ဝင်လာကြတဲ့ကကျွန်တော်စိတ်ထဲမှာဂျပန်အကောင်နှလုံးဝရှင်လို့မရဘူးဗျအဲ့လိုဆိုတော့ body ပန်းဆန်လဲဂျပန်အကောင်ဆော့ဆာရပိုတာတယ်เนาะ minute ထားလဲဂျပန်အကောင်ပိုတာတယ်ဆိုတော့ကျွန်တော်တို့ညီလေးပေါ့เนาะထက်ပန့်ဝင်လာတဲ့အခါကျတော့ကျွန်တော်ကစိုးရင်ဆယ်ဖြစ်မိနေဗျเนาะစိုးရင်ဆယ်ဖြစ်မိနေဗျဘာလဲဆိုတော့အဲ့ဒါတော့ကျွန်တော်လည်းမပြောတော့ဘူးဘာလဲစိုးရင်နေရလဲမသိဘူးဒါပေမဲ့ကျွန်တော်စိုးရင်နေတဲ့အတန်းပဲเนาะပွေးထဲမှာတော့ကျွန်တော်တို့ဟိုကပေါ့เนาะထက်ပန့်ကเนาะတောက်လျှောက် pressure ပေးတယ်တိုက်ရှိလဲသူဝဲအရင်ဖွင့်တယ်ဒါပေမဲ့ထိုးတယ်ရတယ်ဒါပေမဲ့သူ့မှာလိုအပ်ချက်ရှိတာကခံနိုင်မရှိသေးဘူးဆိုတော့အခုမှအဝန်းချန်ပီယံရှစ်မှာစပြီးတော့ရောက်ခါစားဆိုတော့အတွေ့အကြုံမရှိတာလေးပါတယ်ပေါ့နော်ဆိုတော့သူ့မှာပထမဆုံးသူမောက်သွားတဲ့အချိန်မှာသူမထချင်လို့နော်မထချင်လို့ခင်ဗျားတို့တရိထားဒီပွဲကိုကြည့်တယ်လို့ဆိုခင်ဗျားတို့တရိထားမိမှာပထမဆုံးမောက်သွားတဲ့အချိန်မှာသူမထချင်လို့ဘေးကသူ့ရဲ့နင်းပြလာမသိဘူးအပြစ်ထခိုင်းနေတာထားတယ်ပြန်ထလာတယ်ဆိုတော့အဲ့ဒီအချိန်ကလေးကနေသူ့ရဲ့ဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲသူ့ရဲ့ပွန်ဆန်ကိုသူဘယ်လိုမရဘူးဆိုတာသူ့ဟာသူတိနေပြီတိပေမဲ့လည်းသူကမထချင်ပေမဲ့ဘေးကသူ့ရဲ့နင်းပြလာမသိဘူးအတင်းထခိုင်းတယ်ဆိုတော့နှစ်ချီအတွင်းမှာကျွန်တော်တို့ညီလေးကတာတယ်ဗျဘာလဲဆိုတော့သူအဲ့ဒီဂျပန်အကောင်ကိုနှာခေါင်းတွေးထောက်အောင်တော့သူထိုးနိုင်ပြီလေနော်အဲ့တော့ pressure ပေးနိုင်ပြီဒါပေမဲ့အဲ့ဒီကြားတွေကနေကျွန်တော်တို့ဟွာပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲကျွန်တော်တို့ထက်ပန်ကအတွေ့အကြုံမရှိတာလဲပါတယ်ဆိုတော့နည်းနည်း तू ကအဲ့လိုမျိုးဂျပန်အကောင်ဖိထိုးတဲ့ခါကျတော့ तू ကပေါ့နော်တိတ်ပြီးတော့မလုံရဲတော့ဘူးပေါ့နော်ဆိုတော့အတေလေးငငယ်ပေးရှိပါတည်တယ်ငင်းလေးထက်ပန်စူးစားပါနော်လောင်းဝမကြောက်နဲ့ကြောက်ဆက်ဆိုတာဟိုဖြစ်နေပထမချီround 1နဲ့round 1မှာတော့ကျွန်တော်အားရတယ်ဗျ तू ကတောက်လျှောက်တိုက်ရှိတယ်ပါတယ်ဖွင့်တယ်ခန္ဓာကိုယ်ရှင်ကြည့်လိုက်ဗျာအရန်ကွာတယ်ဗျာနော်ခန္ဓာကိုယ်ရှင်ကြည့်လိုက်ဂျပန်ကောင်ကနော်အဲ့ဒီကောင်လောက်ကတော့ဘာမှမဖြစ်ဆိုတဲ့ပုံစံမျိုးနော်သူ့ stand ကနော်ဂယုမဆက်ဘူးဆိုတဲ့ stand ပဲဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်တို့ထပ်ပန့်ကိုသူ့ရဲ့ body ကိုကြည့်ပြီးတော့ကျွန်တော်အားမရတာလေးရှိတယ်လို့စိုးရင်ဆက်လေးရှိတယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာပထမချီမှာတော့ကျွန်တော်တို့ညီလေးကောင်းပါတယ်ဆိုတော့ဒုတိယနောက်နှစ်ချီအတွင်းမှာတော့ဆိုတော့ဂျပန်အကောင်ကနောက်ကောင်းနဲ့အနိုင်ယူသွားပါတယ်ဆိုတော့ဘာဖြစ်ပါကျွန်တော်တို့ဒီညနေထက်ပန်ကဂျပန်အကောင်ဒီ body ပန်းဆန်တွေရောရုပ်ပန်းဆန်ရောဂျပန်အကောင်ကဆက်စားရပို့ထားတယ်ကျွန်တော်တို့ထက်ပန်ကနော်ခန္ဓာကိုယ်လေးရှင်လို့မရဘူးပေါ့နော်ဆိုတော့ဘာဖြစ်ပါသူကအခုမှအသိငယ်ပဲရှိသေးတယ်စူးစမ်းပါဆိုတော့ညီလေးစိတ်မကောင်းဘူးဒါပေမဲ့အရှုံးတွေကနေတင်ခန်းစာယူပြီးတော့နောက်ပိုကောင်းလာအောင်စူးစမ်းပါလို့เนาะအရှုံးတွေကနေတင်ခန်းစာယူပါအဲ့ဒီကနေညီလေးပိုစူးစမ်းပါလို့ဒီကနေကျွန်တော်ပြောချင်ပါတယ်เนาะ